အဲ့ဒီသုဘဝါဒမင်းသမီးကဒီရှင်ဒေဝလိကိုဗိုက်ထဲမှာ9နှစ်နဲ့9လလွယ်ရတယ်သူတို့သားမိ2ယောက်ရဲ့ရှေးကအတိတ်ကနော်မိုင်မဲခဲ့တဲ့အပြုအမူကံတရားရဲ့အကျိုးပေးချက်ကိုသူတို့ရတာပေါ့အဲ့ဒီအကြောင်းရတော့ဦးဇင်းတို့မပြောတော့ပါဘူးအဲ့တော့မွေးဖွားကနီးမှာ9ရက်လောက်တောင်မှမိမျောလိုက်တတိယလိုက်ဝေဒနာကိုအပြင်းထန်အကြီးကျယ်ခံစားရတယ်အဲ့ဒီသုဘဝါဒမင်းသမီးကအရန်ဆင်းရဲတယ်ပေါ့ဒါမဲ့လို့သူကအရိယာသူတော်ချင်းဖြစ်တဲ့အတွက်ကြောင့်ရသော်ဘုရားရဲ့ဂုဏ်တရားတော်ရဲ့ဂုဏ်တန်ခါတော်ရဲ့ဂုဏ်ကိုအာယုံပြုတ်ပြီးတော့သူရဲ့ခံစားရတဲ့ဝေဒနာကိုတတ်တတ်အောင်သူစဉ်းစားဆင်ခြင်မှုနဲ့ကြော်လွှားနိုင်အောင်ကြိုးစားတယ်။အော်မြတ်စွာဘုရားဒီလိုဒုက္ခတွေကလွတ်ကင်းအောင်သူတော်ကောင်းတရားကိုဟောတာမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ဒုက္ခကိုလျှော့ပါအောင်ကြိုးစားအထုတ်တယ်။တရားတော်မြတ်ဆိုတာကြင်ကြံပဲဆိုရင်ဒီဒုက္ခတွေကလွတ်ကင်းမှာတော့တန်ခါတော်ရှင်မြတ်တွေဟာဒီဒုက္ခတွေကိုလွတ်ကင်းအောင်သူတို့ကျင့်သုံးနေကြတာလို့အဲ့ဒါလိုမျိုးသူစဉ်းစားပြီးတော့ဒီဝေဒနာကိုနေသာတဲ့အနေထားတည်းဖြစ်အောင်သူကြိုးစားတာအဲ့ဒါနဲ့ဝေဒနာတွေကြားတဲ့ကပဲသူရဲ့ခင်မွန်းတဲ့ဖြစ်တဲ့ကောလိယမင်းသားကိုသူလွတ်တယ်မြတ်စွာဘုရားဒီကိုလွတ်တယ်မြတ်စွာဘုရားကိုသွားပြီးတော့လျှောက်ထားကြည့်ပါမင်းသမီးဟာအလွန်တရာမှဆင်းရဲပင်ပန်းပါတယ်ပေါ့ဒါပေမဲ့လို့မြတ်စွာဘုရားရဲ့ခြေတော်ကိုရှ िख ိုးလိုက်ပါတယ်ဆိုပြီးတော့သွားပြီးတော့လျှောက်ချေပါမြတ်စွာဘုရားကိုရှ िख ိုးခိုင်းတာအဲ့ဒါနဲ့အဲ့ဒီမင်းသားသူ့ရဲ့ခင်မုန်းလေယောက်ျားသွားပြီးတော့မြတ်စွာဘုရားကိုအကျိုးကြောင့်လျှောက်တော့မြတ်စွာဘုရားက